နေ၏အလင်းရောင်သည်ကဘာမြေပေါ်သို့ကျရောက်ရန်အချိန်မီမျှကြာသလဲအဖြေမှန်ကတော့10 မိနစ်ပဲဖြစ်ပါတယ်နေအဖွဲ့အစည်းတွင်ဂျိုကြီးဘယ်နှလုံးရှိပါသလဲအဖြေမှန်ကတော့10 လုံးပဲဖြစ်ပါတယ်နေအဖွဲ့အစည်းအတွင်းရှိဂျိုကြီး10 လုံးအနက်အကြီးဆုံးဂျိုကမည်သည့်ဂျိုဖြစ်ပါသလဲအဖြေမှန်ကတော့ဂျူပီတာဂျိုပဲဖြစ်ပါတယ်